လာတော့ခင်ဗျာအခုကျွန်တော်သူငယ်ချင်းအခန်းကိုသွားမှာဖြစ်ပါတယ်။ဘာသွားလို့မှလဲဆိုတော့မော်ဟင်ကဘောသွားမှာဖြစ်ပါတယ်ခင်ဗျာအစုံထိလိုက်ပါကြည့်ရှုပေးကြပါလို့ကျွန်တော်ရဲ့ vlog ကိုပြောချင်ပါတယ်။ကျွန်တော်တို့အခန်းနဲ့သူတို့ခန်းကြတော့2မိနစ်3မိနစ်လောက်လမ်းလျှောက်ပြီးတော့သွားရပါတယ်။ကျွန်တော်ကကြတော့အခုသွားနေတာပါဖြစ်ပါတယ်။ဓာတ်လီကားထဲပေါ်ရောက်ပါပြီ။ဓာတ်လီကားထဲပေါ်ရောက်ပြီးဆိုတော့အိမ်ကိုရောက်ပါတယ်အိမ်ရောမှာလမ်းလျှောက်ပြီးတော့နည်းနည်းလမ်းလျှောက်လိုက်သေးပါတယ်ပြီးရင်ဘေးပတ်ဝန်းကျင်ကိုကျွန်တော်ကကြောက်တစ်ချက်လောက်ရပြသွားတာဖြစ်ပါတယ်မချင်မိုက်ပဲနဲ့သူနဲ့စုံသွားပါတယ်ခင်ဗျာသူကကြောက်ပြောတယ်ကျမလာလားဆိုပြီးတော့ပြောပါတယ်ကဲ let's go သွားကြမယ်ဆိုပြီးတော့ကျွန်တော်တို့ညောင်းကလည်းသွားပါတယ်ကျွန်တော်တို့ရောက်ပြီးဆိုတော့သူတို့တွေကကြာတောင်စားနေလို့ပါပြီဒါပေမဲ့ကြောက်တော့မစားတဲ့သူလည်းရှိသေးပါတယ်သူတို့တွေလည်းစားပြီးပြီဆိုတော့ကျွန်တော်လည်းတခါတည်းစားသွားမှာဖြစ်ပါတယ်ကျွန်တော်ကကြတော့သူတို့စီကိုပြောပါတယ်တခါတည်းထည့်ပေးလိုက်ပါလို့ကျွန်တော်ကတော့ပြောပါတယ်ပြီးရင်ဒီမှာကျွန်တော်ကကြတော့တယောက်ချင်းစီကိုကျွန်တော်ကကြတော့မတန်းတယ်လိုက်ရပါသေးတယ်ခင်ဗျာတင်လို့ပြီးပြီဆိုတော့သူကကြတော့ကျွန်တော်တို့ကြွေးတဲ့သူအင်ရှင်တွေဖြစ်ပါတယ်သူတို့နေရောကကြတော့ကျွန်တော်တို့ကြွေးမွေးတာဖြစ်ပါတယ်အနေသစင်ပဲကျွန်တော်တို့ပြောချင်ပါတယ်ကြီးစိုးအများကြီးတင်ပါတယ်လှုပ်လာခေါ်ကြွတဲ့အတွက်နောက်ကြရင်လည်းဒီထက်မကကြွေးမွေးနိုင်ပါစေလို့ကျွန်တော်တို့ဆုမောင်ငဆုတောင်းပေးလိုက်ပါရခင်ဗျာကျွန်တော်တို့ကကြတော့အခုစားမှာဖြစ်ပါတယ်အရန်စားလို့ကောင်းမဲ့ပုံပါပဲကျွန်တော်ကကြတော့တစ်ချက်လုံးမွေးလိုက်ပါရအရန်စားလို့ကောင်းပါတယ်ခင်ဗျာမချင်တဲ့သေးလို့သူငယ်ချင်းကိုလည်းတစ်ချက်ပြန်မေးလိုက်ပါရခင်ဗျာအစားကောင်းလားဆိုတော့ကျွန်တော်ကကြတော့သူ့တစ်ချက်မေးလိုက်ပါတယ်အရန်ကောင်းတယ်သူကပြောပါတယ်ကဲကျွန်တော်တို့ကြတော့ဒီညမှာပဲ vlog အဆုံးသတ်သွားမှာဖြစ်ပါတယ်သူငယ်ချင်းကိုတွားလိုက်ပို့တာဖြစ်ပါတယ်ကဲအားလုံးပဲကျွန်တော်ရဲ့ vlog ကိုအစကနေအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက် vlog ကြမှာပဲပြန်ဆောင်ကြမယ်